ငယ်စိတ်တွေတိမ်ငယ်စိတ်တွေဝမ်းနဲ့စိတ်တွေများတဲ့အခါမှာကိုကကိုတန်ဖိုးမရှိသလိုခံစားလာရတယ်နောက်တစ်ခုကလူတွေကိုရှောင်ရှားလာတယ်လူတော့မတိုးရဲတော့တာပေါ့အဲ့လိုလူတွေကိုရှောင်ရှားလာတာလူတော့မတိုးရဲတာကြောင့်မို့လို့ကို့မှာရတင်ရထိုက်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားနိုင်တယ်နောက်တစ်ခုကကို့တန်ဖိုးကိုမမြင်တဲ့အခါကိုကတန်ဖိုးရှိတဲ့လူတစ်ယောက်လို့မမြင်တဲ့အခါမှာကို့အတွက်ကိုယုံကြည်မှုတွေနည်းသွားတယ်အဲ့တော့ကိုယုံကြည်မှုတွေနည်းသွားတဲ့အခါမှာကိုယ့်ရဲ့လုံနိုင်စွမ်းနေနဲ့ကြာဆင်းလာတာဖြစ်တယ်ဒီအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေကဘယ်ကနေလာတာလဲဆိုလို့ရှိရင်တော့နော်တရားရောက်နဲ့ကိုနှိုင်းရှင်ခံရတာကိုတန်ဖိုးမရှိဘူးမလုံနိုင်ဘူးအတုံးမကျအောင်လို့ပြောဆိုခံရတာကိုယ်တိုင်ပဲဖြစ်စေတခြားတစ်စုံတစ်ယောက်ကကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကလူတွေကပဲဖြစ်စေဒီလိုမျိုးအပြောခံရင်ကနေပြီးတော့မှဒီအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဝမ်းနည်းစိတ်တွေကဖြစ်ပေါ်လာတာဖြစ်တယ်။ဒါအပြင်ကိုကနော်တစ်ချိန်လုံးကဘာမဟုတ်တဲ့အရာလေးနဲ့ကိုကအလိုလိုနော်အားငယ်တာတိမ်ငယ်တာကနေလည်းဖြစ်လာနိုင်တယ်။ဒါကြောင့်မို့လို့ကို့မှာဒီလိုမျိုးအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဝမ်းနည်းစိတ်တွေရှိနေမယ်ဆိုလို့ရှိရင်ကိုဒီတိုးတက်တဲ့သလားမတိုးတက်တာနော်စူးစမ်းနေပေမဲ့လည်းရှေ့မရောက်တာမျိုးကြီးဖြစ်လာနိုင်တယ်။ဒါကြောင့်မို့လို့ကို့မှာရှိနေတဲ့အားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဝမ်းနည်းစိတ်တွေကို hypnotherapy ကုထုံးနဲ့အမြန်ဆုံးဖယ်ရှားပစ်ပါလို့အကြံပေးခြင်းတယ်။ကို့မှာရောအားငယ်စိတ်တွေတိမ်ငယ်စိတ်တွေဝမ်းနည်းစိတ်တွေရှိတတ်လား။ကိုယ့်ရဲ့တန်ဖိုးကိုမမြင်ဖြစ်နေလား။အဲ့လိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ခုမှတ်မှာ yes လို့မှတ်ခဲ့ပေးပါ။ကျေးဇူးများတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာဆက်ဆုံကြမယ်နော်။မမိုကတော့မိတ်ဆွေရဲ့အတွင်းနဲ့ခံစားချက်တွေကိုကောင်းကောင်းပြောင်းလဲပေးနိုင်တဲ့ master hypnotherapist ဖြစ်ပါတယ်။